sun cream လိမ့်နဲ့ကိုကြီးနဲ့ sun cream မြဲလိမ့်နဲ့မီမီလေးမီမီပြောတာပဲ sun cream မြဲလိမ့်ပါလို့ Cupra က sun cream လေးသုံးပါမယ် ဘာလို့လဲ sun cream လေးနေတာ ဘလို့ကြောက်ရှောက်လို့မြဲလို့ ဟဲ့ sun cream ဆိုလိုရတယ်ဟဲ့ခုလိုနေရာဒီပူနေတဲ့အချိန်ပူအောင်လိုရသေးရဲ့ skin gas မှာ sun cream ကရေးပြီးဆုံးပဲ ဘာလို့လဲဆောင်းမရ A few inches later. နေကင်းကြောင်တောင်မှာထူးထူးရဲ့စူးစမ်းအားထုတ်မှုလေးပါ A few moments later. ဘာတန်ရဲ့ဘာဖြစ်နေရလဲ ကိုမျက်နှာကိုကြည့်အောင်လေ ဟဲ့တကယ်မဲတဲ့ကတော့ညောင်းလားတို့လေးအားကြောင့်မလို့ sun cream လူက sun cream skin gas မှာအရေးကြီးဆုံးဟဲ့ဟာလို့ပဲမယ်လာကဲမယ်လား ကြောတင်နဲ့ထူးထူးကို sun cream လိမ့်ပြီးမှရပါတော့မယ် skin care set မှာ sun cream ကအရေးကြီးဆုံးပါပဲ sun cream လိမ့်ရင်ဘလောက်အမောက်300မလဲမသိရဲ့သူလေးရတော့မိမိကိုထူးထူးကိုလိမ့်ပြလို့မျိုး2 finger မတက်နဲ့လိမ့်လို့ရတယ်ဒီ Cupra sun cream က SPF 50+ PA+++ ပါတဲ့ပြင် moisturization sun cream ဖြစ်လို့အသားရဲ့အဆူဓာတ်ကိုလည်းထိမ့်ပေးတယ်လူလိုက်တာနဲ့မျက်နှာလေးကိုအေးဝါရောစီကကဖြစ်တာတွေအဖြူကွက်ကျန်တာတွေမဖြစ်လို့တော်တော်လေးသဘောကျ skin care set မှာ sun cream ကအရေးကြီးဆုံးဖြစ်ပြီးတော့ sun cream လေးလို့ရှိရင်မျက်နှာအရေးအကြောင်းတွေဖြစ်လွယ်ပါတယ်အခုလိုပူတဲ့နေရာဒီမှာ sun cream ကပိုလို့တောင်လိုအပ်သေးအထောက်ရောဘူးရောနှမျိုးလာပြီးတော့အချက်လည်းစိတ်ပြတာမလို့မိမိရောလို့ Cupra moisturization sun cream ကိုသုံးကြည့်ကြနော်ဒါကတော့ကိုကိုရဲ့ before and after မျက်နှာလေးပါ နောက်ဆိုမိမိနဲ့ cream brush မပါဘဲနဲ့အပြင်မထွက်ရတော့ပါဘူး မှတ်ပြီလား